ဟယ်လို ဟယ်လိုမဖုန်းပြောလို့ရလားမသိ အော်ရလေးညီမပြောလေ ဟောလေးညကလေးညီမမီးကဖုန်းဆက်ပြီးတော့အဖိုးစေးုံတင်ရလို့ဆိုပြီးတော့အသေးအတန်ဖြစ်လို့ဆိုပြီးဖုန်းဆက်ထားတော့မကြီးအဲ့ဒါလေးအမစီမှာပတ်စံလေးပါလေးမြန်ရှိလားမသိဘူး အော်ဘောဆေးရုံတင်တာလားအဲ့လောက်ကျင်တယ်မမအများကြီးမရှိဘူးညီမတည့်ရဲ့အတိုင်းပဲလေခုခေတ်ကုန်စင်တော့လာကြမနေ့လောက်ငါအောင်တုံးနေရတာ အမေကတော့ပြောပါရဲ့သူ့ချန်ဝိုင်းလေးကိုရောင်းလိုက်မယ်လို့ပြောနေရဲ့ဒါပေမဲ့အမတည့်ရဲ့အတိုင်းပဲအမရဲ့အခုခေတ်မှာချန်ရောင်းတတ်ဖို့ဆိုတာမဖြစ်နိုင်ဘူးလေသိရမလား အဲ့ဒါဆိုလို့ရှိရင်တော့အမလေဟိုအမအတီးတယောက်ပြောတာတော့ကြားဖို့တယ်အမြန်မာဟောက်ဆိုတာဘာလားမသိဘူးအဲ့မှာရောင်းလို့ရှိရင်ပေါ့နော်အယောင်ချွန်ညာအဲ့လိုက်မယ်ဆိုလို့ရှိရင် तू ချက်ချင်းရောင်းထွက်တယ်တဲ့ အေးဟုတ်လားအဲ့ဆိုရင်ညီမအခုပဲအညီမဟောက်မှာတစ်ချက်လောက်သုံးသပ်ကြည့်လိုက်မယ်နော်အိုင်မဟောက်ဆိုတာကအိမ်ချမ်းမြေရောင်းချင်တဲ့သူငှားချင်တဲ့သူဝယ်ချင်တဲ့သူတွေကိုချိတ်ဆက်ပြီးတော့အခမဲ့ဝန်ဆောင်မှုပေးတဲ့ website တစ်ခုပဲဖြစ်ပါတယ်။လူကြီးမင်းတို့မှာအိမ်ချမ်းမြေရောင်းဖို့ငှားဖို့ရှိတယ်ဆိုရင်အိုင်မဟောက် website.com မှာအကောင့်သစ်ဖွင့်ပြီးတော့အခမဲ့ကြော်ညာတင်နိုင်သေးရနော်။လူကြီးမင်းတို့အိမ်ချမ်းမြေအများဆုံးရောက်ထအောင်ဘယ်လိုလုပ်မလဲ။အိုင်မဟောက်နဲ့ဆိုရင်လူကြီးမင်းတို့အိမ်ချမ်းမြေအများဆုံးရောက်ထအောင်လုပ်လို့ရတယ်။ဒီလမ်းတွေအများကြီးရှိပါတယ်။ငွေတောင်းဝန်ကျင်ရင်းရုံနဲ့ကိုယ့်ရဲ့အိမ်ချမ်းမြေတွေကိုအများဆုံးရောက်ထအောင်လုပ်လို့ရတယ်။ကြော်ညာ package တွေအိုင်မဟောက်မှာအမျိုးမျိုးရှိပါတယ်။အိုင်မဟောက် website မှာအထူးကြော်ညာလုပ်ပြီးတော့တင်ပြီးချင်းfollower တိုင်းနေရှိနေတဲ့ reach တအားကောင်းမှာတော့အိုင်မြန်မာဟောက် Facebook page ပေါ်မှာကြော်ညာပေးခြင်း production နဲ့အတူဓာတ်ပုံဗီဒီယိုရိုက်ပြီးကြော်ညာပေးခြင်းအစရှိတဲ့ကြော်ညာ package အမျိုးအစားစုံတွေရှိတာကြောင့်မလို့ကိုကြိုက်နှစ်သက်ရာကြော်ညာ package တွေကိုရွေးချယ်ပြီးတော့ကိုယ့်ရဲ့ agent တွေကိုအမြန်ဆုံးရောက်ထက်အောင်လုပ်လိုက်တော့နော်